လုပ်ငန်းရှင်တထေးကြီး Graham Walker ဆိုသူကသူ့ရဲ့စက်ရုံဝန်ထမ်း900ကျော်ကိုခရစ်စမတ်လက်ဆောင်အဖြစ်ဒေါ်လာတန်း240အထိပေးခဲ့ပါတယ်။အမေရိကန်နိုင်ငံလူဝီစီယာနာပြည်နယ်ကလူဦးရေ12000သာနေထိုင်တဲ့မင်ဒန်မြို့လေးမှာ Fiber Bond ကုမ္ပဏီကအချိန်ပြည့်ဝန်ထမ်း940အတွက်တဦးကိုဒေါ်လာ4,430,000နှုန်းနဲ့ဒေါ်လာတန်း240အထိခရစ်စမတ်လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ Fiber Bond ကုမ္ပဏီကို1982ခုနှစ်မှာGraham Walker ရဲ့ဖခင်ဖြစ်သူ Claude Walker ကစတင်တည်ထောင်ခဲ့ပြီး1990ပြည့်လွန်နှစ်တွေမှာလုပ်ငန်းအောင်မြင်ခဲ့ပေမဲ့1998ခုနှစ်မှာမီးလောင်မှုကြောင့်လုပ်ငန်းရပ်ဆိုင်းလိုနေပါဖြစ်ခဲ့ရပါတယ်။အလုပ်အပ်သူ3ဦးသာရှိတဲ့အချိန်အထိ Walker မိသားစုဟာအလုပ်သမားတွေကိုအလုပ်မရှိဘဲလစာဆက်ပေးထားခဲ့ပါတယ်။နောက်ပိုင်းမှာတီထွင်စမ်းသစ်မှုစနစ်တွေအတွက်ပေါင်တန်း150သုံးပြီး Data Center, Modular Power, Cloud Computing, ဉာဏ်ရည်တုနဲ့ငွေရည်သဘာဝဓာတ်ငွေတင်ပို့မှုစနစ်တွေတီထွင်တက်ဆင်ပြီးနောက်မှာလုပ်ငန်းအလွန်အောင်မြင်သွားခဲ့ပါတယ်။လက်ရှိမှာလုပ်ငန်းပိုင်ရှင် Graham Walker က Fiber Bond ကုမ္ပဏီကို Texas အခြေစိုက်စွမ်းအင်စီမံခန့်ခွဲရေးကုမ္ပဏီ Eaton ထံကိုဒေါ်လာ1.8ဘီလီယံနဲ့ရောင်းချဖို့သဘောတူညီလိုက်ပြီးဒီဇင်ဘာ31ရက်မှာအပီးလွှဲပေးတော့မှာဖြစ်တာကြောင့်သစ္စာရှိခဲ့ကြတဲ့ဝန်ထမ်းတွေကိုခုလိုခရစ်စမတ်လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။